ကိုအိမ်တော်ဘက်ကလွဲလို့တခြားပုဂ္ဂိုလ်နဲ့မပြစ်မှားဘူးအမျိုးသားပဲဖြစ်စေအမျိုးသမီးပဲဖြစ်စေကိုအိမ်တော်ဘက်ကလွဲလို့တခြားပုဂ္ဂိုလ်နဲ့မပြစ်မှားတဲ့အနေအထားမျိုးကိုမြင့်မြတ်တဲ့နေထိုင်မှုလို့ခေါ်တယ်အဲ့ဒီမြင့်မြတ်တဲ့နေထိုင်မှုရရှိဖို့အကြောင်းကတော့ဘာလို့ဆိုအိန္ဒြိယတံဝရောကိုယ့်ရဲ့မျက်စိနာနာလျှာကာယမနဆိုတာကိုထိန်းချုပ်ဖို့လိုအပ်တယ်တိလနဲ့စောင့်ထိန်ဖို့ထိန်းချုပ်ဖို့တတိနဲ့ထိန်းချုပ်ဖို့လိုအပ်တယ်တတိနဲ့ထိန်းချုပ်ဖို့ဆိုတာမျက်စိကကြည့်ပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်နားကနားထောင်ပြီးလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ဆိုလိုတာကမဆိုင်တဲ့လူနဲ့သွားညှိသွားတတ်တယ်မညှိအောင်နေလို့ဆိုလိုတယ်ပေါ့နော်အဲ့လိုတတိနဲ့ကိုယ်စိတ်ကိုအိန္ဒြေကိုထိန်းခိုင်းတယ်ဆိုတာမျက်စိနဲ့မြင်တဲ့အဆင့်အာယုံပေါ်မှာတတ်မဲ့တာတွေမဖြစ်အောင်မုန်းတိတာမဖြစ်အောင်အပန်းပေါ်မှာမုန်းတိတာတတ်မဲ့တာမဖြစ်အောင်အနံ့ပေါ်မှာအရသာပေါ်မှာအထီးတွေပေါ်မှာစိတ်ကူးကြံစည်မှုတွေ